မင်္ဂလာပါဒီအစီအစဉ်ကနေပြန်လဲကျူဆိုပါရယ်ဒီနေ့မှာတော့ထိုင်းနိုင်ငံကိုအလဲပတ်သွားဖို့စဉ်းစားနေတဲ့မြန်မာနိုင်ငံသားတွေအတွက်တိထားတဲ့ဗီဇာအကြောင်းတွေကိုရှင်းရှင်းလင်းလင်းနဲ့နားလည်လွယ်အောင်အတူတူလေ့လာကြည့်ကြအောင် ထိုင်းကိုခရီးသွားဖို့အစီအစဉ်လေးတွေရှိနေကြပြီလားဒါမှမဟုတ်သွားဖို့ကလို့စဉ်းစားနေတုံးပဲလားဒါဆိုရင်တော့ဒီမှာပြောပြမယ်အချက်တွေကခရီးစဉ်အတရာပြင်ဆင်တဲ့အခါအများကြီးအထောက်အကူဖြစ်စေမှာအသေးချပါပဲကဲဟုတ်ပြီအရင်ဆုံးကိုပါကိုဆုံးဖြတ်ရမယ်ဆိုတော့ထိုင်းနိုင်ငံနဲ့ကိုဘလို့နီးလက်နဲ့ဝင်မလဲဆိုတာပါပဲဒါကအရေးကြီးဆုံးပထမဆုံးအဆင့်ပါအဓိကအားဖြင့်တော့လေးချောင်းလန့်နဲ့ကုန်းလန့်ဆိုပြီးရွေးချယ်စရာနှမျိုးရှိပါတယ်ဒီနှစ်ခုရဲ့အဓိကကွာခြားချက်ကတော့ရှင်းရှင်းလေးပါလေယာဉ်နဲ့တွားမယ်ဆိုရင် visa exemption ရတဲ့အတွက် visa ကြိုတင်လျှောက်ထားစရာမလိုပါဘူးကွန်လိုင်းကနေကားနဲ့ဖြစ်ဖြစ်ဝင်မယ်ဆိုရင်တော့ tourist visa ဆိုတာကိုကြိုတင်ပြီးတော့မဖြစ်မနေလျှောက်သွားရပါမယ်ဒါကလုံးဝကိုအဓိကကြတဲ့အချက်ပါပဲကဲဒါဆိုရင်လေချောင်းခရီးစဉ်အကြောင်းအရင်ဆုံးအသေးစိတ်လေးကြည့်လိုက်ကြရအောင် visa ကလွတ်ခွင့်ညသွားတဲ့အခါဘာတွေသိထားဖို့လိုမလဲဟုတ်ပါတယ်လေချောင်းကနေတဆင့်ထိုင်းနိုင်ငံကိုဝင်ရောက်လာပြီဆိုလားနဲ့ဗီဇာကြိုတင်မလို့ပဲကနဦးနေထိုင်ခွင့်14ရက်တိုင်းရမှာဖြစ်ပါတယ်။ဒါပေမဲ့ခရီးသွားတော်တော်များများသိချင်ကြတဲ့မိခွန်းတစ်ခုကတော့14ရက်ချက်ပိုးနေခြင်းတို့ဘယ်လိုလုပ်ရမလဲဆိုတာပါပဲ။စိတ်မပူပါနဲ့နီလန်းရှိပါတယ်။လုပ်ရမယ့်အဆင့်တွေကလွယ်လွယ်လေးပါ။အရင်ဆုံးသက်ဆိုင်ရာလူဝင်မှုကြီးကြပ်ရေးရုံး Immigration Office ကိုတွားရပါမယ်။အဲ့ဒီမှာတကြိမ်တဲ့အတွက်နေရက်တိုးခွင့်ဆောင်လိုက်ကနေနောက်ထပ်ရက်ပေါင်း30အထိနေခွင့်ထပ်ရနိုင်ပါတယ်။အဲ့လိုနေရတိုးမြင့်မှုအကျကြကြမဲ့ဝန်ဆောင်ခါကတော့ချိုင်းဘတ်19ရောက်ဖြစ်ပါတယ်။ဟုတ်ပြီဒါကလေချောင်းလေးသွားတာပေါ့။ကဲနောက်တစ်မျိုးဖြစ်တဲ့ကွန်လန်ခရီးစဉ်ကြောင်းဆက်ကြည့်ကြမယ်။ဒီတစ်ခုကတော့ tourist visa ကြိုတင်လျှောက်ဖို့လိုတယ်နော်။ tourist visa ဆိုတာရှင်းရှင်းလေးပါပဲ။ကွန်လန်ကနေဝင်မယ်ဆိုရင်ခရီးမထွက်ခင်ကြိုတင်လျှောက်ထားရမယ့် visa မျိုးစားဖို့ဒါကမဖြစ်မနေလိုအပ်ချက်တစ်ခုဖြစ်ပါတယ်။ဒီ visa ကိုဘယ်မှာလျှောက်ရမလဲဆိုတော့မြန်မာနိုင်ငံမှာပဲလွယ်လွယ်ကိုကိုရှောက်လို့ရပါတယ်။ရန်ကုန်မှာရှိတဲ့ထိုင်းတော်ဝင်တန်ယုံဒါမှမဟုတ်ကောင်စစ်ဝင်ချိုးယုံတွေမှာရှောက်ထားနိုင်ပါတယ်။ကဲအခုပြောမယ့်အချက်တွေကတော့ရမ်းကိုရေးကြည့်ပါတယ်။ဘလို့ပဲသွားလေယာဉ်နဲ့ဖြစ်ကားနဲ့ဖြစ်ခရီးသွားတိုင်းကြိုတင်ပြင်ဆင်ထားရမယ့် checklist ပါ။အဓိကကတော့ဒီလေးချက်ပါပဲ။တက်တန်းအနည်းဆုံး6လချန်တဲ့ passport အပြန်လက်မှတ်ဒါမှမဟုတ်တခြားနိုင်ငံကိုဆက်သွားမဲ့လက်မှတ် hotel booking လိုမျိုးနေမဲ့နေရအထောက်ချပြီးတော့လုံလောက်တဲ့ငွေချေးဖို့passport ကိစ္စကတော့အထူးသတိထားရမှာပါထိုင်းကိုရောက်တဲ့နေ့ကစပြီးတတန်းအနည်းဆုံး6လချန်ကိုကြာနေရပါမယ်ဒါကိုနှစ်ခါပြန်စစ်ဖို့တိုက်တွန်းခြင်းပါတယ်မဟုတ်ရင်လေးစစ်ကနေပြန်လဲရပါမျိုးတွေဖြစ်တတ်လို့ပါနောက်တစ်ခုကတော့ငွေကြေးကိစ္စပါခရီးစရိတ်အကလုံလောက်တဲ့ငွေကြေးလက်ထဲမှာရှိတဲ့ဆိုတာကိုပြနိုင်ဖို့လိုအပ်ပါတယ်ဘယ်လောက်လဲဆိုတော့တရုတ်တက်သွားရင်ထိုင်းဘတ်1000ဒါမှမဟုတ်အဲ့ဒီနဲ့ညီမျှတဲ့ပမာဏပေါ့မိသားစုလိုက်ဆိုရင်တော့ထိုင်းဘတ်2000ပြနိုင်ဖို့လိုပါတယ်။ကဲဒီမှာအားလုံးတို့တတိထားမယ့်အရေးကြီးတဲ့ပြောင်းလဲတစ်ခုကြောင့်ပွဲပြချင်ပါတယ်။အထူးသဖြင့်လေယာဉ်နဲ့သွားမယ့်သူတွေအတွက်ပေါ့။မကြခင်မှာ digital စနစ်တစ်ခုပြောင်းတော့မှာမို့လို့ပါ။ TDAC လို့ခေါ်ပါတယ်။ Thailand Digital Arrival Card ပေါ့။အရင်တော့ကလေယာဉ်ပေါ်မှာဖြစ်ရတဲ့စက္ကူ Arrival Card လေးမမိကြရဟုတ်။အဲ့ဒါဒီအစား online ကနေဖြစ်ရမယ့် form အသစ်တစ်ခုဖြစ်လာမှာပါ။ဒီပြောင်းလဲကဗေဒဆက်လဲဆိုတော့အခုလောလောဆယ်တော့စက်ကူကပဲသုံးနေတော့ပါဒါပေမဲ့မှတ်ဖတ်ရမယ့်ရက်က2025ခုနှစ်မေလ1ရက်နေ့အဲ့ဒီနေ့ကစပြီး4ရက်နေ့သွားရင် DNDC ကမြတ်ဖြစ်မနေဖြစ်သွားပါပြီကဲဒါဆိုအားလုံးကိုအချက်၄ချက်နဲ့ပြင်ချုပ်ကြည့်အောင်1ဘယ်လိုသွားမလဲရွေးပါ2စားရစားတဲ့နေ့အစိုးလင်းကျင်စင်ပါ3ပိတ်ဆန်လုံလောင်းယူတော့ပါ4လျက်နဲ့ဆိုရင်2025ကစမယ် DNDC ကိုမမေ့ပါနဲ့ရွှေရှုမိုင်းနော်ဒီအချက်လက်တွေနဲ့ဆိုရင်တော့ထိုင်းနိုင်ငံခီးစဉ်အတက်အားလုံးပဲအစင်သစ်ဖြစ်နေတော့ပါပြီခီးစဉ်ကိုယုံကြည်မှုရှိရှိနဲ့ပျော်ရွှင်စွာတွားရောက်နိုင်ကြပါစေ